ယောက်ျားပေါ့ခင်ဗျားသူတွေကိုမိန်းမဘွားပြောင်းပေးလိုက်တာပေါ့အားလေမကျင်တော့ဘူးလားခင်ဗျားမကျင်တော့လေကြောက်ကခရုမဆိုင်ဘူးနော်အခုတော့ခင်ဗျားနဲ့စကားပြောနေတယ်ကြောက်ပြန်အိတ်ချလာပြီအဲ့တော့ခင်ဗျားသူတွေနဲ့အရာသာရှိတော့အိတ်လာမင်းတမ်းပါဒါပဲနော်မမတင်ကြီးအန်သေးလေအဘမင်းတမ်းပါနေခုငါတို့လိုပြန်မယ်မင်းတမ်းပါလူရောက်ပါခွင့်တာမင်းတမ်းပါမမတင်ကြီးဘယ်လိုဖြစ်တာလဲမမကိုကြီးတော့ပါအောင်မမခေါ်လို့မရတော့ကိုကြီးမသိတော်နေချင်တယ်ကိုဘာတော့လဲဘာမဟုတ်ကိုစိတ်ကပုံစံလိုက်မှာထားမတင်ကြီးမထားပါမမရေမတင်ကြီးဖေဖေကောင်းတယ်ဖေဖေတို့လက်ချက်တွေတွေ့လို့အာမဆောင်လည်းတော့